အားပေးတော့ကျေးဇူးပါ ဆက်တော့ နေလာပါကိုဟုတ်ဘာလဲဥဆောင်ပါ ပြောနေရရှိလို့ဒီဘက်လာ ဟုတ်ကဲ့ကိုဘာများဆင်မပြေလို့လဲ ဒီမှာလေဟိုတလောကမှာဝဲသွားတာဒီမှာမှာရိုက်လိုက်ပြီဆိုရင်အဲ့ sport ရဲ့ထားနေအဘလို့ဖြစ်တာဟုတ် ဟုတ်ကဲ့တခြားလေးပြန်စစ်ပြင်မယ်နော်နော်ကြောင်ကကျွန်တော်စားပစ်မှာရင်ပြပေးမယ်နော်နော်ခဏဆောင်ပြပါဗျ စောင့်မယ်မယ်အကြစင်းနဲ့နော် ဟုတ်ကဲ့ပါဟုတ်တခြားစစ်လိုက်တဲ့ခါမှာပေါ့နော်ဒီကောင်လေးကကျွန်တော်ကို first rate ဖြစ်နေတာပေါ့နော်ညီလိုဘက်ကနေပြီးအစင်မြောင်တော့ပြန်လုပ်ပေးပါတော့ခင်ဗျာ ဘယ်လိုစံပြောင်းလုပ်ပေးမှာ အခုလက်ရှိသုံးနေတာကျွန်တော်လေဒီကောင်ကကျွန်တော်တလားကျော်သွားတဲ့ခါမျိုးပေါ့နော်တလားတွင်းမှာဆိုကျွန်တော် first rate ပါတယ်ဆိုတော့အလုံးကြီးပြန်ချိန်ပြီးတယ်ပေါ့အခုတလားကျော်သွားတဲ့ခါမျိုးမှာဆိုဆိုင်ကနေပြီးအစင်မြောင်လို့တော့ဒီကောင်ကိုဒါ Apex Store ပြန်ပုတ်ပေးမှဆိုရင်အနည်းဆုံးလေးဘက်ကနေအနည်းဆုံး6ဘက်လောက်ကြာမယ်ပြောချင်တာတလောက်ခွဲလောက်တော့အနည်းဆုံးကြာမယ် ခံမှန်းဝင်ကျင်တော့အဲ့လောက်ဝင်ကျင်တော့ကြာမယ်ဗျဟုတ်ကဲ့ အဲ့တလောက်ခွဲတန်ကပဲအလုံးသွားတော့ အစင်ပြောင်းလို့ကျွန်တော်ဘက်ကနေပြီးအစားထိုးနေတယ်အခုဖုန်းသုံးပြန်စီစဉ်ပေးပါမယ်ဗျဒီဖုန်းမရှိတဲ့အချိန်မှာပေါ့နော်ဟုတ်သုံးလို့ရအောင် ဒီဟာနဲ့အမျိုးစားတူတူရမှာ မျိုးစားတော့ဟိုတက်နိုင်ဆုံးအဆင်ပြေတဲ့အလုံးလေးကိုပြန်စီစဉ်ပေးရဗျဒီ model မဟုတ်တော့ပေါ့နော်အခြား model တွေအဆင်ပြေလို့ပြောတာ ပြန်ပြီးတော့ပေးရမယ်ဆိုတော့ကျတော့ charges ခါပဲရောပေးရအောင် အဲ့တော့တိုင်းကနေပြီးအကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်ဗျအစားထိုးနေတယ်ဒီ11လေးဆိုရင်တော့အဆင်ပြေလားကို အဲ့ဘာတောင်းကြမှာမရှိရနောက်တော့ပေးရပဲယူရတော့မှာပေါ့ ဟုတ်ကဲ့ဟုတ်အဲ့ဒါဒီကောင်လေးပဲအဆင်ပြေလုပ်ပေးလိုက်မယ်နော် အဆင်ပြေအောင်အကုန်လုံးလုပ်ပေးလိုက်နော် ဟုတ်ကဲ့ပါဟုတ်